ရှင်နဲ့ scale မှုလေးတစ်ခုတည်အောင်နဲ့ညီကိုတို့ရဲ့ကစားပုံကို level တစ်ဆင့်မြင့်လို့ရတယ်ဆိုတာကိုသိထားပြီလားတို့ဗီဒီယိုတွေမတင်ပြတာလည်းကြားပြီဆိုတော့ဒီကနေ့မှာတော့ eFootball Mobile Player တွေတည်ထားတဲ့ပြီး Division Rank အမြင့်ပိုင်းတွေနဲ့ online match တွေကန်ရမှာသုံးဝင်စေမယ်in-game mechanic တစ်ခုဖြစ်တဲ့ Face Shot အကြောင်းရှင်းပြပြီးတော့မှာဖြစ်တယ်လို့ Face Shot ဆိုတော့ဘာလဲဘယ်လိုသုံးဝင်လဲဆိုတာကိုဒီတိကျတင်ဆက်ပြီးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်ဒါဆိုရင်တော့ Face Shot ဆိုတာဘယ်လိုလုပ်ပြီးဘာတွေအတွက်အသုံးဝင်နေဆိုတာနေစပြောလိုက်ကြတာပေါ့Face Shot ဆိုတာကတော့ eFootball ကစားသူတွေအတွက်အသုံးပြုနိုင်တဲ့လက်သားနည်းတစ်မျိုးဖြစ်ပြီးတော့တစ်ဖက်လူကိုကြော်ဖြတ်ခြင်းနေရာလူတွေဖန်တီးခြင်းနဲ့တစ်ဖက်ခံစစ်နောက်ခံလူတွေကိုဟန်ချက်ပြအောင်စော်ကစားရမှာအသုံးဝင်တဲ့လက်သားနည်းတစ်မျိုးလည်းဖြစ်တယ်။ညီကိုတို့ကပြန်ဘက်ခံစစ်ကိုထိုးပွားခတ်နေခြင်းကိုသွင်းရမှာအခက်တွေ့နေခြင်းမှာယခုပြောပြမယ့်နည်းလမ်းတွေကိုလေ့ကျင့်အသုံးပြုကြည့်ပြီးတော့သွင်းကိုတွေကိုတင်ယူနိုင်မှာပဲဖြစ်ပါလိမ့်မယ်။ဒါဆိုရင်တော့ကျွန်တော်တို့ Face Shot မလုပ်ခင်မှာဘာတွေသိထားသလဲ။ဟုတ်ပါတယ်ကျွန်တော်တို့ Face Shot မလုပ်ခင်မှာ Face Shot အမျိုးအစားဘယ်နှခုရှိလဲဆိုတာလောက်ကိုတော့ကစားမဲ့သူတွေအနေနဲ့သိထားတဲ့နဲ့Face Shot မှာတော့ brother တို့မှတ်ရလွယ်မဲ့အမျိုးအစားအနေနဲ့ first time face shot, direction dash face shot, standing shot face shot, cut behind time face shot, face shot ဆိုပြီးတော့၅မျိုးခွဲပြီးရှင်းပြပေးသွားပါမယ်။ဒါဆိုဘယ်နှမျိုးရှိလဲဆိုတာသိပြီဆိုတော့ tutorial အနေနဲ့ basic face shot ကိုဘယ်လိုလုပ်ရမလဲဆိုတာကိုအကျဉ်းဆုံးအနေနဲ့ပြောရပါလိမ့်မယ်။ပထမဆုံးအနေနဲ့ in-game mechanic တွေအသုံးပြုတော့မယ်ဆိုရင် command အလုံးအရေးကြီးတယ်။ face shoot ပြုလို့ရမှာ joystick direction ကအရေးပါတယ်လို့ player ရဲ့မျက်နှာမူရာကလည်းအရေးကြီးတာကြောင့်ဒီနမူနာပုံစံကိုတသမတ်တဲ့ brother တို့အနေနဲ့မှတ်ထားရပါလိမ့်မယ်။ဒီမှာတော့ညီကိုတို့ကြည့်ရတာရှင်းအောင်ပုံထည့်ပေးထားပါတယ်။ face shoot ကိုတော့ classic control မှာဆိုရင်တော့ shoot click ကိုနှစ်ချက်နဲ့ joystick ကို swipe လုပ်ပေးရမှာပဲဖြစ်ပါတယ်။ဒီလောက်ဆိုရင်တော့အခြေခံ basic face shoot သဘောတရားကိုနားလည်လောက်ပြီဆိုတော့အပေါ်ကပြောခဲ့တဲ့ face shot 5မျိုးအကြောင်းကိုဆက်ပြီးတော့သွားလိုက်အောင်။နံပါတ်1အနေနဲ့ကတော့ first time face shotဒီမှာဆိုရင်တော့ကျွန်တော်တို့ကကိုလိုချင်တဲ့ direction ကိုဘောလုံးလက်ခံပြီးချင်းပါပဲ face shot ကိုအသုံးပြုပြီးတော့ကြော်ဖြတ်ပြတဲ့ပုံစံမျိုးပါဘောလုံးကလက်ခံမဲ့ကစားသမားစီမရောက်ခင်အလိုမှာ first time face shot ကိုအသုံးပြုပြီးနေရာလွတ်တွေစီကိုရွေးရှားနိုင်မှာဖြစ်တာကြောင့်အသုံးဝင်စေပါလိမ့်မယ်ပြီးတော့ eFootball 2025မှာ first time double dash တွေကို net flight တာကြောင့်မို့အရင်ကဂိုးသွင်းရတာမလွယ်ကူတော့ဘူးဒါကြောင့် first time face shot ကအဲ့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်အဖြေတစ်ခုလိုတောင်ပြောလို့ရတယ်အားသာချက်အနေနဲ့ကတော့ဂိုးသွင်းရလွယ်ကူစေမဲ့နေရာလွတ်တွေကိုဆွဲထုတ်သွားနိုင်မှာဖြစ်ပြီးတော့အားနည်းချက်အနေနဲ့ကတော့ command မားတယ်ဆိုရင်ဘောလုံးလွယ်ကူဆုံးရှုံးသွားနိုင်တယ်tutorial အနေနဲ့ကတော့ဘောလုံးလက်ခံမဲ့ကစားသမားစီဘောလုံးမရောက်ခင်မှာ shoot click တစ်ချက်နဲ့လိုချင်တဲ့ direction ကို joystick နဲ့အစားထိုးဆွဲပေးရုံပါပဲဗီဒီယိုမှာကျွန်တော် sample ကလေးလေးတွေထည့်ပေးထားပါတယ်နံပါတ်2ချက်အနေနဲ့ကတော့ direction dash face shot direction dash face shot ဆိုတာကတော့ကိုလိုချင်တဲ့ဘက်ကိုဆွဲထုတ်ဆွဲပြေးနိုင်မဲ့ face shot မျိုးစားတစ်ခုပါ first time face shot နဲ့အနေငယ်ကွဲပြားတယ်လို့ဒီတစ်ခုမှဆိုရင်တော့အနေငယ်ခက်ခဲပြီး player ရဲ့ point of view ကစားသမားမျက်နှာမူရာဘက်နဲ့ joystick လာရကိုဂရုပြုတတိထားရလိမ့်မယ်ဥပမာအနေနဲ့ကစားသမားကဂိုးဘက်ကိုမျက်နှာမမူထားဘူးဆိုရင်လိုချင်တဲ့အတိုင်းအတာရအောင်ဒီမှာပြထားတယ်လို့ joystick ကိုအပေါ်အောက် direction ကိုဆွဲပြီးတော့ဆွဲထွက်သွားတာမျိုးဆိုလိုတာပါအားသာချက်အနေနဲ့တောင်ပန်ကစားသမားတွေအတွင်းကိုဆွဲပြေးပြီး cutting side တွေကန်ရမှာလှုပ်ဖြစ်စေပြီးတော့အားနည်းချက်အနေနဲ့ကတော့ဘောလုံးအစားထုတ်ပြေးရတဲ့အတွက်ပြန်နောက်ခံလူတွေနဲ့မလွတ်တာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။ tutorial အနေနဲ့ကတော့ဘောလုံးဆွဲပြေးမဲ့ကစားသမားကိုယ်တိုင်ဟာ shoot click ကိုတစ်ချက်နဲ့ကိုလိုချင်တဲ့ဘက်90 degree joystick ကိုဆွဲပြေးလိုက်ရမှာပဲ။ဒီမှာတစ်ခုသတိထားမှာပြုလုပ်ရမယ့်ကစားသမားဟာပြေးနေရင်လည်း speed ကိုရှော့ချလိုက်ရမှာဖြစ်ပြီးတော့လိုချင်တဲ့ဘက်ချမ်းကိုယခုလိုချိုးချလိုက်ရုံပဲဖြစ်ပါတယ်။ဒီလိုမှမဟုတ်ပဲ speed များတာတွေအရှိန်လွန်တာတွေဖြစ်ရင်တော့အခုပြထားသလိုပဲ player ရဲ့ခြေထောက်တွေနဲ့ထိမိပြီးတော့ဘောလုံးပြတ်နိုင်တယ်။ဒီမှာ3ချက်အနေနဲ့ကတော့ standing face shotဒီ command ဟာဆိုရင်တော့ဖြစ်အသုံးပြုရတာလွယ်ကူစေပြီး effective ဖြစ်စေတဲ့ eFootball ရဲ့ face shot အမျိုးအစားတစ်ခုဆိုရင်လည်းမမှားဘူးပြိုင်ဘက်ခံစစ်ကမတ်ချက်နဲ့ကာထားတာပဲဖြစ်ဖြစ်တောင်ပန်ကစားသမားတွေဘောလုံးရပြီဆိုရင်ပဲဖြစ်ဖြစ်ပြုလို့ရလွယ်ကူစေပြီးတော့လှည့်စားရတာလွယ်ကူစေတဲ့ command တစ်ခုဖြစ်တယ်လို့ပြိုင်ဘက်က standing cross လို့ထင်မှတ်ပြီးတော့မတ်ချက်နဲ့ကာတဲ့အခါမျိုးမှာလည်းအခုလိုလှပတဲ့လှည့်စားမှုတွေကိုစိတ်ကျဉ်တဲ့စာမြင်တွေ့ရမှာပါအားသာချက်အနေနဲ့ကတော့ပြုလို့ရလွယ်ကူပြီးလှည့်စားရမှာရိုးရှင်းစေမှာဖြစ်တယ်လို့အားနည်းချက်အနေနဲ့ကတော့ standing shot လုပ်ရတဲ့အတွက် time and space ရမ်းလိုပြီးတော့ command မှာရင်တော့ shooting ဒီအနေနဲ့ကတော့ပထမအဦးဆုံး standing shot command ကိုအသုံးပြုရမှာဖြစ်ပြီးတော့တပြိုင်နက်တည်း joystick ကိုကိုလိုချင်တဲ့ဘက်ကိုဆွဲချပေးလိုက်ရုံပါပဲအခြားသော face shot command တွေနဲ့လည်းတွဲသုံးနိုင်တဲ့အကြောင်းမို့အရန်ကိုရိုးရှင်းလွယ်ကူပါတယ်နံပါတ်4ချက်အနေနဲ့ကတော့ cut behind time face shot ဒီ command ကိုအသုံးပြုမယ်ဆိုရင်တော့ပြုလုပ်ရမယ့်ကစားသမားက cut behind time skill ပါမှာဖြစ်ပြီးတော့တစ်ဖက် area box ထဲမှာအသုံးပြုရင်ပို့ပြီးတော့ effective ဖြစ်တာကိုမြင်တွေ့ရမှာပါဒီ skill ကိုတော့တိုက်စစ်မှုတွေနဲ့တောင်ပန်ဒီမှာအတွေ့အများတက်တယ်လို့တစ်ဖက်ပြိုင်ဘက်ရဲ့ final သက်ထဲမှာ
ကပ် VI ထန်နဲ့ face shot ကိုတွဲပြီးတော့အသုံးပြုမယ်ဆိုရင်တစ်ဖက်ခံစစ်အနေနဲ့ blocking လောက်အောင်မှာခက်ခဲစီရကြောင်းမို့ဂိုးသွင်းမှုလွယ်ကူသွားစေမှာဖြစ်ပြီးတော့အပေါ်ပြောခဲ့သလို face shot နဲ့ကပ် VI ထန်တွေနဲ့တွဲပြီးအသုံးပြုမယ်ဆိုရင်တော့ပြိုင်ဘက်ဖို့နောက်ခံလူတွေကြားမှာလွတ်လပ်လှုပ်ရှားနိုင်မှာပဲဖြစ်ပါတယ်အားသာချက်အနေနဲ့ကပ် VI ထန် skill နဲ့လှည့်ထွက်တာတွေဆွဲပြေတာတွေပြင်ဂိုးသွင်းမှုပါအခွင့်အရေးတွေကိုကိုယ်တိုင်ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်အားနည်းချက်ရလို့ပြောကျွန်တော်တို့ရဲ့အကြိုက်ဆုံး skill တစ်ခုလည်းဖြစ်ပြီးတော့လေ့ကျင့်ပြီးတော့စော်ကစားကြည့်ပြီးဖို့ recommend ပေးပါတယ် tutorial အနေနဲ့ကတော့ဒီ skill ပါတဲ့ကစားသမားအနေနဲ့ဘောလုံးလက်ခံရရှိတာနဲ့ကစားသမားရဲ့မျက်နှာမူရစိုက်ကျင်ဘက်ဖြစ်တဲ့180ဒီဂရီကိုချိုးချလိုက်ရမှာဖြစ်ပြီးတော့ဒီပုံမှန်ပြထားသလိုပဲကစားသမားရဲ့မျက်နှာမူရစိုက်ကျင်ဘက်နောက်ကျောဘက်ကိုပြန်ဆွဲချလိုက်ရမှာပါဒါဆိုရင်တော့လှပတဲ့လဲသားမှုတစ်ခုကိုထပ်ပြီးတော့မြင်တွေ့နိုင်တယ်နံပါတ်5ချက်အနေနဲ့ကတော့ quick stop face shot ကဲဒါဆိုရင်တော့ဒီဗီဒီယိုရဲ့နောက်ဆုံးတစ်ခုဖြစ်တဲ့ quick stop face shot အကြောင်းကိုတွားလိုက်အောင် quick stop face shot မှာတော့ကျွန်တော်တို့ကအပေါ်တီးခဲ့တဲ့ face shot မျိုးစားရင်းတွေတော့အကွဲပြားတယ်ဒီ command ကိုအသုံးပြုမယ်ဆိုရင်တော့ joystick ကိုဆွဲပြရမှာမဟုတ်ဘဲနဲ့ screen ကိုနှစ်ချက်ထိပြရမှာဖြစ်ပါတယ်ကိုကစားသမားကလှုပ်ရှားမှုကိုရပ်တန့်လိုက်မှာဖြစ်တာကြောင့်မို့ပြိုင်ဘက်ကိုလဲစားရမှာအပေါ် face shot ရင်းဒီတူအသုံးဝင်စေမှာဖြစ်ပါတယ်ဒါအပြင်ဒီတက်ပို့ပြီးအသုံးဝင်စေတာကတော့ဘဲချင်းဘယ်လိုနေရာမျိုးမှမဆိုပြုလုပ်ရလွယ်ကူပြီးတော့ပြိုင်ဘက်ရဲ့ final တက်ထဲပဲဖြစ်ဖြစ်ကိုယ့်ဘက်ချမ်းမှာပဲဖြစ်ဖြစ်ဝင်းစုံတွေ full back တွေဘယ်လို position မျိုးမှမဆိုအသုံးပြုရလွယ်ကူစေမှာဖြစ်တယ်လို့ direction တစ်ခုတည်းကိုဆွဲပြေးနေရင် quick stop face shot ပြုလုပ်ပြီးတော့ direction ချိန်ပြီးလှည့်ထွက်လို့ရတယ်လို့ဘောလုံးလက်မခံခဲ့အချိန်မှာလည်းအချိန်ကတည်တက်တဲ့အလားပြမှုတစ်ခုကိုပြုလုပ်နိုင်ပါသေးတယ်အားသာချက်အနေနဲ့ကတော့ရှေ့ရ face shot တွေလို့ player မျက်နှာမူရာတွေ skill လိုအပ်ချက်တွေရှိမနေတာကြောင့်မို့ goalkeeper အစားလို့ position အစုံမှာပြုလုပ်ရလွယ်ကူတဲ့ face shot မျိုးစားဖြစ်တယ်လို့အားနည်းချက်အနေနဲ့ကတော့ယခု e-football meta မှာ physical battle တွေကိုရှောင်လွှဲလို့မရတာကြောင့်မို့လူကတ်ထားတဲ့အချိန်တွေမှာဆိုရင်ဘောလုံးဆုံးရှုံးနိုင်ခြေတော့ရှိနိုင်တယ် tutorial အနေနဲ့ကတော့ပြုလုပ်ရမယ့်ကစားသမားမှာ skill လိုအပ်ချက်ဘာမှမလိုတာကြောင့်မို့ shoot command ကိုတစ်ချက်နဲ့ joystick ကိုဘယ်ဘက်မှဆွဲစရာမလိုဘဲနဲ့နှစ်ချက်ထောက်ပြီးလိုက်ရမှာပဲ passing ပေးပြီးဘောလုံးလက်ခံချိန်မှာလည်းဒီ command ကိုချိန်သားကအသုံးပြုရမှာဖြစ်တာကြောင့်မို့ face shot တွေထဲမှာလွယ်ကူရိုးရှင်းဆုံးဖြစ်တယ်လို့ပြောရင်းနဲ့ပဲဒီ video လေးကိုဒီမှာပဲဆုံးသက်လိုက်အောင်